အဲ့လိုရှင်ရင်ယထာနဲ့သွားမလားကားနဲ့သွားမလားလို့မေးကျမတော့ယထာနဲ့ပဲသွားတော့မှာ DMU CB ကလေးရလေကျမယထာနဲ့သွားတာအရန်ကြိုက်သွားပြီအားထက်လဲလေလက်မှတ်ကအရန်သက်တာတာနော်ကျမအထူးရန်အောင်မှာလေ48,000ပဲပေးရတယ်ယထာကမနေ့9နာရီထွက်မှာဆိုတော့မင်းတို့နေတဲ့ပသိမ်ကြီးနဲ့မန္တလေးဘူတာကြီးကနည်းနည်းဝေးတာမလို့မနက်9နာရီထိုးကြတဲ့အိမ်ကနေစထွက်လာခဲ့ပါတယ်။ဒါကြီးကိုတော့မနက်6နာရီ10မိနစ်ဝန်းကျင်မှာရောက်ရှိပါတယ်။မြူရထားလက်မှတ်ကလေ online ကနေတက်ကက်ကြိုးပြီးဖြည့်ရတာဖြစ်တဲ့အတွက်ရထားစီးမဲ့မနက်မှာဘူတာကြီးက online တက်ကက်ဖြတ်တဲ့ရုံမှာတွားပြီးတော့လက်မှတ်လဲလို့ရပါတယ်။ဒါမဲ့ဇမွန်တို့ကရထားမစီးခင်ပထမတစ်ရက်တည်းကလက်မှတ်ကိုကြိုးပြီးလဲထားတာဖြစ်လို့မလို့ခရီးသွားမဲ့မနက်မှာတော့လက်မှတ်လဲစရာမလိုတော့ဘူးပေါ့နော်။မနက်6နာရီခွဲပြီဆိုကြတဲ့ရထားကတွဲဆိုင်ထိုးပြီပေါ့နော်။အဲ့ဒီချိန်ကလေးကရထားပေါ်စပြီးတော့တက်လို့ရပါပြီ။ရထားကလေအရန်ကိုတက်ရက်ပြီးတော့လေတန့်ရှင်းနေရပဲသိလား။အရင်တော့ကစီးတဲ့ရထားနဲ့လုံးဝမတူဘူး။အမြူရထားတွေမှာလေဒီဂျပန်ရထားရဲ့ခုံတွေကပိုမိုက်တယ်။ expert ကားတွေရဲ့ခုံတွေလိုပဲသူကရှေ့နောက်လှန်လို့ရတယ်ပေါ့ခုံကတက်တောင့်တက်တာဖြစ်တယ်စီးရတာလေလေ9နာရီဒီမှာရထားမန်းလေးဘူတာကနေစပြီးတော့ထွက်ပါတယ်ရထားစီးလို့ရှိရင်လေမှတ်ပုံတင်မပါလို့လုံးဝမဖြစ်ပါဘူးเนาะမှတ်ပုံတင်ကိုယူဆောင်သွားပါမှတ်ပုံတင်ကြံခဲ့လို့လုံးဝမရပါဘူးမှတ်ပုံတင်ကိုလည်းလမ်းမှာရထားဝန်ထမ်းတွေကနေပြီးတော့မှစစ်ပါတယ်တကယ်လို့မှတ်ပုံတင်မပါဘဲနဲ့ရထားစီးလာတွေ့လို့ရှိရင်လက်မှတ်ခရဲ့2ဆတန်ကြီးဆောင်ရပါတယ်ကျမလေးရထားစီးရတာဒီဖင်လေးကိုအကြိုက်ဆုံးပဲလမ်းဘေးမှာရှိတဲ့တောတောင်ရေမြေသဘာဝလေကွင်းတွေပေါ့နော်အဲ့ရှုခင်းတွေကိုကြည့်ရတဲ့ feeling ကိုလေကျမအရန်ကြိုက်တာရထားပေါ်မှာလေအစားတောက်အတွက်ကတော့အရင်တော့ရထားတွေလိုမျိုးဈေးတွေလုံးဝတက်ခွင့်မရှိတဲ့အတွက်သူတို့မရထားဝန်ထမ်းတွေရပဲဒီအစားတောက်လေးတွေကိုရောင်းပေးပါတယ်ကော်ဖီတို့ခောက်ဆွဲပြုတ်တို့ကြက်ဥပြုတ်တို့ပေါ့နော်အဲ့ဒါလေးတွေကိုရောင်းပေးပါတယ်ဈေးလေးတွေကလည်းအတင်လေးတွေနဲ့စားရတာလည်းအဆင်ပြေပါတယ်လေးလေစားအတွက်ကတော့လေခောက်ဆွဲကြော်တို့ကြာစံကြော်တို့ကိုသူတို့ကြိုးပြီးမှာထားလို့ရပါတယ်သူတို့နေပြီးတော့ပူတာမရောက်ခင်မှာအော်ရာကြိုးကောက်ပေးပါတယ်ကိုအိမ်ကနေကိုထမင်းချိုင်းထည့်သွားလို့လည်းရပါတယ်ဇမွန်တို့ကတော့ကိုအိမ်ကနေကိုပဲထမင်းချိုင်းထည့်ပြီးယူသွားတယ်ပေါ့နော်ဒါကတော့နေ့လည်ကစားနေတာပါမင်းထည့်ထွက်ကြတယ်ပေါ့ကျမတူလေးရရှေ့ဆွဲပါတယ်ကျမလေးအရထားစီးတဲ့ချိန်မှာလေစားချင်တာစားတောက်ချင်တာတောက်အပေါ်ပါသွားတာလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကျမရထားစီးရတာအရင်ကြိုက်ပါတယ်ကျမတို့ရန်ကုန်ကိုညနေ9နာရီဝန်းကျင်မှာဝင်ပါတယ်ဒါကတော့ရန်ကုန်အဝင်ဘူတာမှာရိုက်ထားတဲ့ငကယုံဖျားပေါ့နော်အရန်တက်ပယ်လို့မလို့ရိုက်ထားတာပါကျမတို့ရန်ကုန်ဘူတာကြီးကိုညနေ9နာရီ10မိနစ်အချိန်လောက်မှာဝင်ပါတယ်ရှင်အချိန်လည်းအရန်တိကျပါတယ်ရထားစီးရလေးအရန်ဆင်ပြေပါတယ်အဲကြောင့်မလို့ကျမတို့ရန်ကုန်ကနေမန္တလေးကိုပြန်လာတဲ့အချိန်မှာလည်းဒီရန်မြူရထားနဲ့ပဲမန္တလေးကိုပြန်လာခဲ့ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်နော်ဘိုင်ဘိုင်